ากให้ใครมาขั้นกลางคอยอยู่ข้างๆกันไปဒီနေ့ကကျတော့ကျွန်တော်တို့ထိုင်းစာလေးလာတဲ့သူတွေကျွန်တော်အမြင်ပေါ့ကျွန်တော်အမြင်မှာပေါ့နော်ဖတ်လို့လွယ်မဲ့တခြင်းစာရာရှိရဲ့တခြင်းနှစ်ပုဒ်ကိုကျွန်တော်ပြောပြပါမယ်သူကတခြင်းလွယ်တာခက်တာကိုပြောပါမယ်သူရဲ့စာရာတွေကစပြီးလေးလာတဲ့သူဆိုအဆင်ပြေလို့ခံစားရတဲ့တခြင်းပေါ့နော်ဒီမှာဘာချင်းလဲဆိုရင်ဒီမှာခန့်ကူဆိုရပါတော့ဒီ bright ရဲ့တခြင်းနော်ဘာချင်းလဲဆိုတော့ไม่อยากให้ใครมาขั้นกลางคอยอยู่ข้างๆกันไปที่ไหนมีเธอก็คุณมีฉันไม่อยากให้ใครมาขั้นกลางขออยู่ข้างๆกันไปที่ไหนมีเธอก็คุณมีฉันဒီတခြင်းဆိုရင်ကျွန်တော်စပြီးတော့လေးလာမဲ့သူဆိုရင်တော့စာရာဖတ်ဖို့လွယ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒုတိယဘုတ်ကကျတော့ဒီချက်ဘောကျွန်တော်ရေးရတာ Tilly Bud ရဲ့ဒီတခြင်းပေါ့နော်ဘာချင်းလဲဆိုရင်ถ้าเราได้เจอกันอีกสักวันอยากถามเธอจำฉันได้อยู่หรือเปล่าถ้าเราได้เจอกันอีกสักวันอยากถามเธอจำฉันได้อยู่หรือเปล่าဒီရက်စာရာဆိုရင်ကျွန်တော်ဖတ်ရတာကျွန်တော်အဲ့တော့လွယ်တယ်လို့ခံစားလွယ်တယ်ဆိုတာကြောင့်ဒီတခြားတခြင်းမှာဆိုခက်တဲ့စကားလုံးတွေအများကြီးမရှိဘူးအတန်ထွက်ဖို့အဆင်ပြေတဲ့တခြင်းတွေမှာပါတယ်လို့ကျွန်တော်ထင်တယ်အဲကြောင့်မို့ဒီခန့်ကူရဲ့ bright တခြင်းနဲ့ဒီထားရောက်ကြက်ကန်ဒီ Tilly Bud ရဲ့တခြင်းနှစ်ပုဒ်ကိုကျွန်တော်ရေးထားပြီးပါတယ်ဒါကိုတွားပြီးတော့အခုမှထိုင်းစာစပြီးဖတ်တတ်ပြီးဆိုရဲလူတွေဒီချင်းစာနှစ်ပုဒ်လေးလာပြီးတခြင်းလေးကိုစိုးကြည့်လို့ရပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းတခြားဟာလေးထပ်ပြီးပြပါမယ်